မိဘကိုပုပ္ပါစရိယာတဲ့လက်ဦးဆရာလို့ဒီလိုနာမည်ပေးတယ်မြတ်စွာဘုရားလက်ဦးဆရာတဲ့ဟုတ်တယ်သာသမီတွေထွန်းကားလာတဲ့အခါမိဘတွေကသွန်သင်ဆုံးမကြတယ်ငယ်ငယ်လေးတွေကခုကြည့်လေဘုရားဘာသာမိဘတွေဆိုရင်ဖျားရှိကလေးလေးလက်ဦးချီခိုင်းတယ်ရှိခိုးခိုင်းတယ်တန်ဃာတွေနဲ့တွေ့ရင်လက်ဦးချီခိုင်းတယ်ရှိခိုးခိုင်းဒါလေးတွေကသင်ပေးနေတာလေဣတိပိသောသင်ပေးတယ်တန်ဗုဒ္ဓေသင်ပေးတယ်သင်ပေးနေတာပဲနမောတတ္တသင်ပေးတယ်အဲ့ဒါလို့ကျောင်းမနေခင်ကတည်းကမိဘတွေကသားသမီးကိုသင်ပြီးတော့ပေးလာကြတာဒါကြောင့်မို့လက်ဦးဆရာမြည်တိုက်စွာမာတာပိတမိနှင့်ဖဆိုတာမြတ်စွာဘုရားရဲ့စကားဖြစ်တဲ့ပုပ္ပါစရိယကိုတရုပ်ဖော်ထားတဲ့စကားများတာဖြစ်ဒါဘုရားရဲ့အဆုံးအမတစ်ခုပဲနော်ဒါကြောင့်မို့မြတ်စွာဘုရားကမိဘဟာတဲ့ဘဟုပကာရာဘိက္ခွေမာတာပိတရောပုဒ္ဒနာသာသမီတွေအပေါ်မှာမိဘကျေးဇူးကြီးတယ်ကျေးဇူးများတယ်ဘာဖြစ်လို့ကျေးဇူးများတယ်လဲမိဘရဲ့ကျေးဇူးကိုပြောပြစမ်းပါလို့ဆိုတဲ့အခါမှာတကဘာလုံးမှာရှိတဲ့အခြေအနေတရားကိုခြုံငုံပြီးတော့ပြောမယ်ဆိုရင်မြတ်စွာဘုရားစကား၃လုံးနဲ့ပဲပြောခဲ့တယ်နော်၃လုံးနဲ့ပြောတာတယောက်စီပြောခိုင်းမယ်ဆိုရင်တော့အမျိုးမျိုးပြောမှာပေါ့ဟောမြတ်စွာဘုရားကမိဘရဲ့ခြေဆုတရားဆိုတာပြောပြပါဆိုရင်မိဘဟာသားသမီးတွေကိုအာပါဒကဘေးရန်မကြရအောင်ဆောင်းလျှောက်ခဲ့တယ်ဒါတခုပောတကကျွေးမွေးခဲ့တယ်နှုတ်တိုက်တာကစပြီးတော့သားသမီးကိုကျွေးခဲ့တယ်မစားရတဲ့အရွယ်ကစပြီးကျွေးလာနောက်တစ်ခုကဘာလို့ဆိုဣမတ္တလောကတ္တဓာတိတာရောဒီလောကကြီးကိုလာခွင့်ပေးတယ်ဒီလောကကြီးကိုပြတယ်အဲ့ဒီကျေးဇူးတရားတွေကိုသေချာအလေးနဲ့စဉ်းစားကြည့်အလေးနဲ့စဉ်းစားကြည့်ဒါပုံမှန်အားဖြင့်မိဘတွေကသားသမီးတွေပေါ်မှာတင်ရှိတဲ့ကျေးဇူး၃မျိုးလို့ဒီလိုပြောရမယ်နော်ကျေးဇူး၃မျိုးဆောင်းလျှောက်ခဲ့တယ်ဟုတ်တယ်ငယ်စဉ်တောင်ကြီးကလေးဘဝပက်လက်လေးပဲအိတ်တက်သေးတာအဲ့ဒီချိန်မှာမိဘကမဆောင်းလျှောက်ဘူးဆိုရင်ဒီကလေးအသက်ရှင်ဖို့မလွယ်ဘူးမစားတတ်သေးဘူးဆိုတဲ့အချိန်မှာနှိုးတိုက်ပြီးတော့ကျွေးခဲ့တယ်မကျွေးဘူးဆိုရင်ဒီကလေးဟာအသက်ရှင်ဖို့မရှိဘူးနောက်တစ်ခုမိဘတွေကဒီလောကကြီးကိုမပြဘူးဆိုရင်ဒီကလေးဟာလူဘဝရောက်ဖို့ဆိုမဖြစ်နိုင်ဘူးတဲ့ဒါဘုန်းကြီးတို့တွေမိဘမပါဘဲနဲ့လောကကြီးမှာမွေးဖွားလာတာလို့ရှိမှမရှိတာအမေဖေရဲ့ကျေးဇူးတရားနဲ့ပဲအသက်ရှင်ပြီးတော့ကြီးထွားလာကြရတာလေအဲ့တော့ဒီကိစ္စတွေကိုကြည့်မယ်ဆိုလို့ရှိရင်ဒီကျေးဇူးတရားတွေကိုသာသမီကမိဘအပေါ်မှာတင်ရှိနေတယ်လို့ဒီလိုပြောတာမိဘအပေါ်မှာတင်ရှိနေတယ်အဲ့ဒါကြောင့်မလို့မာတာပိတုဥပဋ္ဌာဏမိဘကိုတုံ့ပြန်ပြီးတော့ကျေးဇူးပြုထိုက်တယ်ပြုစုလို့ကြွေးတဲ့နဲ့လောကကြီးမှာလူရလို့ဖြစ်လာတာတဦးတည်းဖြစ်လာတာတဦးတည်းဖြစ်လာတယ်ဆိုတာတချို့ကပြောလိမ့်မယ်အမွာဘူးကြတော့ဘယ်လိုလုပ်မလဲကောနော်ဒါလည်းတယောက်နဲ့တယောက်သိတာမှမဟုတ်တာနော်မတော်တဆတွဲမိကြတာသာရှိတာလာတော့ကကိုတယောက်တည်းလာတာပဲအကုန်လုံးလောကကြီးတဲ့ဝင်လာတယ်ဝင်လာပြီးတဲ့အခါမှာဘသူနဲ့အရင်တွေ့ရတော့ဆိုအမေဖေနဲ့ပဲအရင်တွေ့ရတာပဲအမေဖေနဲ့အရင်တွေ့တာဒါပုံမှန်အနေထားအပြင်ပြောမယ်ဆိုရင်မိဘဘက်ကကြီးပဲအသာစီးလို့မြတ်စွာဘုရားဒီလိုခေါ်တာလားလို့ဆိုတဲ့အခါမှာရှင်းလင်းနားလည်ဖို့တော့လိုအပ်တယ်ပေါ့တချို့သားသမီးတွေကပြောရမယ်မိဘကပဲကျေးဇူးရှိတာလားသားသမီးကရောမိဘပေါ်ကျေးဇူးမရှိဘူးလားလို့ဒီလိုလဲပြောကောင်းပြောလာလိမ့်မယ်နော်ခဏခေတ်ကြီးကိုနည်းနည်းစစ်ဆေးကြည့်ဒါကပုံမှန်အနေထားတစ်ခုအနေနဲ့ပြောတာခဏခေတ်ကြီးမှာအပါရကပောတကနော်ကျွေးမွေးဆောက်ရှောက်တာတို့ဣမတ္တလောကတ္တဓာတိတာရောတို့ဆိုတဲ့မိဘရဲ့ခြေဆုတရားတွေကိုမိဘတိုင်းကလှုပ်ဆောင်ရဲ့လားလို့ဆိုတာကိုစဉ်းစားရတချို့မိဘတွေကခဏခေတ်မှာဆိုရင်ကမ္ဘာလောကမှာကြည့်နော်သားသမီးကိုလူလောကလာခွင့်မပြုတာတွေမရှိဘူးလား
လာခြင်းတိုင်းလာလို့မရဘူးမင်းမလာခဲ့နဲ့ရောက်လာရင်တောင်ခြုံကြားပြစ်တာရှိသေးတယ်လေဟောအဲ့ဒါမျိုးကြတော့သူကဘယ်သူကစကျေးဇူးဝတ္တရားပြက်ကွက်တယ်လဲဆိုရင်မိဘကစပြီးဝတ္တရားပြက်ကွက်တာလည်းရှိတယ်ပေါ့ဒီလိုရှိလာတယ်နော်အပါရကဘောဓကကျွမ်းဝေးဆောင်ရှောက်အောင်မှာမူမိဘကမဆောင်ရှောက်ခဲ့ဘူးလမ်းမေးပြစ်ခဲ့တယ်ဆေးုံနေမှာဆိုရင်တော်တော်များများကြားနေရပြစ်ထားခဲ့တယ်မိဘလစ်သွားတာတွေရှိတယ်ပေါ့နော်အဲ့ဒီထဲမှာဟုတ်ပြီပုံမှန်အားဖြင့်ဆိုရင်မိဘဟာသားသမီးကိုထိန်းသိမ်းဆောင်ရှောက်လို့လူသားဖြစ်သွားတဲ့လူတိုင်းဟာမိဘကိုကျေးဇူးတင်ရမှာတော့သိချတယ်ဘာဖြစ်လို့ကျေးဇူးတင်ရတော့ဆိုကိုပြန်ပြီးတော့ပေးနိုင်တာရှိတယ်လို့မပေးနိုင်တာတခုရှိတယ်ဘယ်လိုမှအတုံးနဲ့လုံးလို့မရဆိုတော့အတုံးနဲ့လုံးလို့ရတာဘာလို့ဆိုအပါရကစောင့်ရှောက်တယ်အမေဖေတက်ကြီးလာတဲ့အခါကိုကပြန်စောင့်ရှောက်တာလုံးလို့ရအမေဖေအသက်ရွယ်ကြီးလို့ကိုကလည်းအသက်ရွယ်ရလာလို့တိထက်လာလို့မိဘကိုပြန်ကြွေးတယ်ဆိုတာဒါလည်းလုံးလို့ရစောင့်ရှောက်တာလည်းလုံးလို့ရတယ်ကြွေးတာလည်းလုံးလို့ရလုံးလို့မရတဲ့ပြန်ဆက်လို့မရတဲ့ခြေဆုကဘာတော့ဆိုဒီလောကကြီးကိုလာခွင့်ပြုတဲ့ခြေဆုဟာနဲ့တာမှမဟုတ်တာလေဒါကြတော့အတုံးပြန်လုံးလို့ရပါမလားအမေဖေကကိုယ့်တဲ့အရင်မွေးတာလေကိုကလာခွင့်ပြုတာမဟုတ်ဘူးအမေဖေကသာလာခွင့်ပြုတာဒါကြောင့်မို့လို့ဒီခြေဆုတရားကြောင့်မို့လို့မြတ်စွာဘုရားကမိဘကိုခြေဆုဆက်လို့မကြည်ဘူးလို့ပြောတာတမန်အားဖြင့်ခြေဆုဆက်မယ်ဆိုရင်ဟောဒီဣမတ္တလောကတ္တဓာတိတာတော့ဒီလောကကြီးကိုလာခွင့်ပြုတယ်ဆိုတာကိုတုံ့ပြန်ပြီးတော့ပေးဆက်လို့မရနိုင်တဲ့ခြေဆုတစ်ခုပဲလို့ဒီလိုဆိုလိုတာပေါ့နော်ခင်ဗျာမခြေဆုကြီးတယ်အခုဒီလောကကြီးတဲ့ကိုမိဘကလာခွင့်ပြုလိုက်လို့လာရပြီလာရတဲ့အခါမှာလောကမှာပညာမိမိအတွက်နော်ကိုကြီးပွားကြောင်းပညာတွေသင်ရတယ်စီးပွားဥစ္စာတွေတိုးတက်ခွင့်ရတယ်အလုပ်ကိုင်းတွေလုပ်ကိုင်းခွင့်ရတယ်တရားဓမ္မတွေနာခွင့်ရတယ်တရားဓမ္မတွေကျင့်သုံးခွင့်ရတယ်ဒါတွေဟာလိုက်ကြည့်လိုက်မယ်ဆိုမိဘကလူလောကကြီးတဲ့လာခွင့်ပြုလိုက်လို့ဒီအခွင့်အရေးတွေရတယ်လို့ပြောရမှာပဲအဲ့တော့ဒီကျေးဇူးတရားတွေဟာဘုသူရဲ့ကျေးဇူးတရားလဲလို့ဆိုရင်မိဘရဲ့ကျေးဇူးတရားတွေဆက်လို့မကုန်တဲ့ကျေးဇူးတရားလို့ဒီလိုပြောရမှာเนาะ